တကယ်ပို့မယ်ဆိုတဲ့အတွက်လည်းအားလုံးရဲ့ကိုယ်စားကျမကကျမတို့အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ဒီမှာထိန်းသိမ်းထားတဲ့ကာလတစ်လျှောက်လုံးမှာအေးတက်တော်ကနေပြီးတော့ကျမတို့မိသားစုဝင်တွေအားလုံးကိုလူမှုရေးစာဝင်ရေးနောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအစစအရာလူတွေစိမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တေချာကယူဆိုင်ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျမကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်နောက်တစ်ခုကျမတို့တွေကစိတ်သက်တွေအရန်ကြတဲ့ခါမှာကျမတို့ရှိကိုလာပြီးအားပေးတဲ့ဘူကြီးတွေစီတောင်းလို့စားခြင်းလို့လက်သင်းနဲ့တို့ဒီတွေရဲ့နောက်တစ်ခါကျမတို့ကိုထိန်းသိမ်းပေးထားတဲ့ကြည့်ရှုပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးတက်တော်ရဲ့စစ်မိန်ဆရာမတွေကအတော်ကြီးအမတွေလို့ကိုယ့်ရဲ့ညီမအရွယ်ဆိုညီမအရွယ်လို့အမေရွယ်ဆိုအမေရွယ်လို့ ਨੇ ကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့မိသားစုဝင်တွေကိုစားကျေးဇူးအရန်တင်ပါတယ်လို့ပြောကြားချင်ပါတယ်အားလုံးကိုအေးတက်တော်မှာရှိတဲ့ကြီးငယ်တွေကနေဟိုအောက်နဲ့ရဲဘော်စစ်မိန်တွေအထိအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားချင်ပါတယ်